ဒီနေ့ကတော့ကျွန်တော်က YouTube က video တွေကိုဘာ software မှာ down စရာမလိုပဲနဲ့ဖုန်းထဲမှာရှိတဲ့ software နဲ့ပဲကျွန်တော်တို့ဖုန်းပိတ်ပြီးနားထောင်လို့ရမယ့်နည်းလမ်းလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမဦးဆုံး Chrome browser တွေကိုသွားမယ်ပေါ့နော်ပြီးသွားတဲ့ခါကျလို့ရှိရင်တော့တောက်လေးမှာရှိတဲ့အဆက်ကလေး3ဆက်ကိုကျွန်တော်တို့နှိပ်မယ်ပေါ့နော်โอเคဒီနေရာမှာကျွန်တော်က history ကိုကျွန်တော်တို့အကုန်လုံးရှင်းထုတ်ထားမှရမယ်ပေါ့နော်အသစ်ပြန်ဝင်မယ်ပြီးသွားရင်တော့ကျွန်တော်ကဒီမှာ desktop site ဆိုတဲ့ဟာလေးကိုကျွန်တော်အမှန်ချစ်ပေးထားတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဒါပြန်ပြီးတော့ပုံမှန်တိုင်းပြန်ဖြစ်သွားပြီဒီနေရာမှာ desktop site ကိုအမှန်မချစ်ကသေးဘူးဆိုရင်အမှန်ချစ်ကလေးပေးလိုက်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပါကျွန်တော်နားထောင်ခြင်းတဲ့သချင်းလေးပေါ့နော်အာဇာနည်သချင်းကိုကျွန်တော်နှိပ်လိုက်မယ်โอเคဒီမှာကျွန်တော်တို့အာဇာနည်သချင်းပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြီးသွားပြီလို့ရှိရင်cloud နဲ့ထွက်ပြီးသွားလို့ရှိရင်အပေါ်ကဘာသာလေးကိုဆွဲချဒီထောက်လေးမှာပေါ့နော်အပေါ်ဖုန်းရဲ့ screen မှာဒီကောင်ပြနေမှာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းပိတ်ပြီးတော့နားထောင်လို့ရပြီပေါ့နော်โอเคဒီနည်းလမ်းလေးကိုကျွန်တော်တို့စမ်းကြည့်ပေါ့နော်ကိုယ့်ရဲ့ဖုန်းမှာ Chrome မှာလည်းကျွန်တော်တို့စမ်းကြည့်လို့ရပါတော့ Chrome မှာဒီကရှာရတဲ့စာမျက်နှာလေးရှိလို့ရှိရင်တော့ကျွန်တော်တို့ကဒီလိုမျိုးဖြတ်လိုက်ပေါ့နော်ဖြတ်ပြီးတဲ့ခါကျရင်တော့ကျွန်တော်တို့ဒီမှာအဆက်ကလေး30ကိုနှိပ် desktop site ကိုကျွန်တော်အမှန်ချစ်ကလေးပေးလိုက်ပေါ့နော်โอเคအားလုံးပဲဆင်ပြေကြပါစေလိုက်လုပ်ကြည့်ပေါ့နော်တကယ်ချင်းနေ